အားလုံးပဲမင်္ဂလာပါရှင်ဆုံးပန်းဖြစ်ပါတယ်ရှင်ဒီရက်မှာတော့ကိုဂျပန်မှာနေတဲ့တက်တန်းပေါ်မူတည်ပြီးတော့ကိုပင်စင်ခွန်ဘယ်လောက်ဆောင်ထားပြီလဲဆိုတာတနေ့တစ်ခေါက်သူတို့ဒီလို postcard လေးပို့ပေးတယ်ပေါ့နော်ဒီလို postcard နဲ့ပို့ပေးတာရှိတယ်လို့နောက်တစ်ခုကဒီလို Nankin net တို့လို့ခေါ်တဲ့ online ကနေကြည့်လို့လည်းရတယ်ပေါ့နော်အဲ့ဒါကတော့ထိုးလို့ကုလုပ်ဖို့တော့လိုအပ်တယ်ဒီအခုဒီမှာလုပ်လို့လည်းရတယ်ဒါပေမဲ့ကျွန်မဒီလိုထိုးလို့ကုလုပ်တဲ့အခါမှာတော့ my number ကတ်လိုအပ်တယ်ပေါ့နော်အဲ့မှာကျွန်မမှာ my number ကတ်ရှိတော့ရှိတယ်ဒါပေမဲ့လို့အကြနေလို့မလုပ်ရသေးဘူးပေါ့နော်ဆိုတော့ကျွန်မဒီအခုဒီနေ့ဒီချိန်ထိပင်စင်ခွန်ဘယ်လောက်ဆောင်ထားပြီဆိုတော့အသေးကိုအတူတူသွားကြည့်ကြရအောင်ပေါ့နော်ဒီစာရွက်မှာဖော်ပြပေးတာတော့နှစ်လောက်ပဲဖော်ပြပေးတာပေါ့နော်ဆိုတော့လေဝါလော့ကုနဲ့ရေလေဝါနနနဲ့ရေနှစ်တာပဲပြထားတယ်အမှဆိုလို့ရှိရင်ကျွန်မလေဝါခုနှစ်ဒီနေ့ပေါ့နော်9လပိုင်း6လပိုင်း9လပိုင်းမှာအလုံးမရှိတော့သူတို့စီခဏအခုနဲ့ပတ်သက်ပြီးတော့ရွှေဆိုင်ပေးဖို့ရက်ဆိုင်ပေးဖို့တော့ပြောတဲ့အခါမှာရွှေဆိုင်ပြီးမယ်ဆိုပြီးတော့ခဏရွှေဆိုင်ထားတဲ့နေရာပေါ့နော်ဒီမှာဆိုရင်ကျွန်မအခုမဆောင်ထားဘူးရွှေဆိုင်ပြီးဖို့တောင်းဆိုထားတဲ့အတွက်ကြောင့်ပေါ့နော်ဒါပေမဲ့ကျွန်မမဖြစ်မနေ2026တနှစ်အတွင်းမှာတော့မဖြစ်မနေဒီ3လတာကိုတော့ဆောင်ရမယ်ပေါ့နော်တချို့လူခါကြတော့လုံးဝအခုရှော့ချပေးခြင်းကိုခံရပြီးတော့ 0M ဖြစ်တာတွေလည်းရှိတယ်ပေါ့နော်တမျက်နှာမှာကကြတော့ကိုဂျပန်ရောက်တဲ့နေ့ကစပြီးတော့အခုစဆောင်တဲ့နေ့အထိဘယ်လောက်ရှိပြီလဲဆိုတာစစ်လို့ရတယ်ပေါ့နော်ကျွန်မဆိုလို့ရှိရင်လပေါင်း89လပင်စင်ခွန်ဆောင်ပြီးသွားပြီပေါ့နော်အဲ့မှာငွေအားလုံးစုစုပေါင်းတင်းနဲ့နှစ်နဲ့ပေါင်းမယ်ဆိုလို့ရှိရင်120လောက်ဆောင်ပြီးသွားပြီပေါ့နော်အဲ့ဆိုကျွန်မအကြောင်းမျိုးမျိုးကြောင့်ဂျပန်ပြည်ကနေထွက်ပြီးတော့မြန်မာကိုအပြီးပြန်တော့မယ်ပင်စင်ခွန်ထုတ်ရှင်တယ်ဆိုလို့ရှိရင်တော့ဒီသူတို့ပေးတဲ့ percent အတိုင်းပေါ့နော်ဒီကနေနှုတ်ရှင်းခံရမယ်ပေါ့ဥပမာ80ရာခိုင်နှုန်းဆိုရင်ဒီ1120နဲ့80ရာခိုင်နှုန်းပဲရမယ်ဆိုလို့ရှိရင်ဒါကိုရဲ့ပင်စင်ငွေထုတ်လို့ရမယ်ပမာဏဒီလိုလေးစစ်လို့ရတယ်ပေါ့နော်ဒါတော့တိတလောက်မှတလောက်လေးပါတစုံတစ်ခုအကျိုးရှိမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုလောက်ရတာအကျိုးရှိပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်ဘိုင်ဘိုင်